လေ့ကျင့်ခန်းတွေလောက်တာလုံနေတာထိရောက်ရဲ့လားလို့တန်တရားဖြစ်နေပြီဆိုရင်တော့ exercise prescription ရေးဆွဲသူတိုင်းသိထားရမယ့် principle ရှိပါတယ်။ FITT principle ဆိုတာဒါလေးတွေပါ frequency, intensity, time နဲ့ type ဖြစ်ပါတယ်။ frequency ဆိုတာကတစ်ပတ်မှာဘယ်နှစ်ရက်လေ့ကျင့်မလဲဥပမာ3ရက်လား5ရက်လားနေ့တိုင်းလေ့ကျင့်မှာလား intensity ဆိုတာကဘယ်လောက်ပြင်းထန်လုပ်မလဲ intensity ကိုတိုင်းတာဖို့ 1RM heart rate ဆုံး RPE rate of perceived exertion တွေနဲ့တိုင်းတာနိုင်ပါတယ် time ကတစ်ခါအားကစားလုပ်ရင်အချိန်ဘယ်လောက်ပေးမလဲနိုင်ဝက်လား45မိနစ်လားတစ်နာရီကစားမှာလား type ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားလုပ်မှာလဲကိုလုံးမဲ့အားကစားရွယ်ချက်ပေါ်မူတည်ပြီးတော့ aerobic resistant endurance training တွေလေ့ကျင့်သွားမှာဖြစ်ပါတယ် FIT principle ကိုအခြေခံပြီးတော့ exercise prescription ရေးဆွဲတဲ့အားသာချက်ကတော့ထိရောက်မှုရှိစေမယ် effectiveness ဘေးကင်းစေမယ် safety နောက်ပြီးတိုးတက်မှု progression ကိုတိုင်းတာနိုင်ဖို့ဖြစ်ပါတယ်